မင်္ဂလာပါကျွန်တော်ပစ္စည်းလေးတွေနည်းနည်းအသက်ထွက်ဝင်နေမြပစ္စည်းမဝင်တာကိုလားနဲ့ချီပြီးကျွန်တော်ပစ္စည်းလေးတွေနည်းနည်းဝင်တာလေးတစ်ချက်ပြပေးမယ်နော်ပထမဆုံးတစ်ခုဒီဟာလေးနဲ့ဒီကောင်လေးတွေကbeginner sketch set လို့ပြောလို့ရတယ်ပေါ့ sketching pencil set လေးတွေသူကဒီမှာ charcoal graphite stick တွေ blender တွေဒါ cap ပို့ဟာရယ်ဒါခဲတန်ချုံမို့ပြတာခဲတန်တိုးသွားရင်ဆက်ဖို့ဟာတော့ပြောဒီမှာခဲတန်နေဒါလည်းခဲဖြူထင်တယ်ဒီကောင်အဲ့လေးပါပြောဒီမှာခဲဖြတ်ကောဆိုတော့ဒီကောင်ကဒီလိုတန်ဘူးနေပေါ့နော်ဒါလေးရှိတယ်ဆိုတော့တစ်ချောင်းချင်းစီတစ်မျိုးချင်းစီတီးတောင်မဝယ်ခြင်းဆိုတော့ဒါမျိုးတပူဝဲလိုက်ဆိုရင်လိုဝဲပစ္စည်းလေးရဒီမှာတစ်ခါပါတယ်ပြီးတော့ဒါလေးတွေဒါကတော့မသိရသူမရှိပါဘူးဒါက touch mark mechanical pencil touch mark mechanical pencil လေးတွေဒါ silver လေးပေါ့နော်ပြီးတော့ black လေးပါမှာဒီမှာအများကြီးမရှိဘူးအဲ့တော့ဒါလေးတွေမှာရချင်တယ်ဆိုရင်မှာလို့ရပါပြီစောက်လေးရောတစ်ခါပါတယ်ဒီ touch mark စောက်လေးပေါ့ဆိုတော့ဒါလေးတွေရှိမယ်ပြီးရင်ဟိုဘက်မှာဒီကောင်ကdaily color pencil ဒါလည်းပစ္စည်းပြတော့တော်ကြပြီဒါ36ရောင်ဒါကျွန်တော်သုံးနေရအောင်ပေါ့ပစ္စည်းက color စုံနဲ့ဟာလိုချင်တယ်ဆိုတော့82တခါရောလာဘူရောနည်းနည်းကြီးသွားမယ်ရှည်သွားမယ်နော်ပြီးတော့ဒီမှာအယောင်တွေကဒါ82ရောင်တော့ပါတယ်ဒီကောင်အယောင်ဆိုးအယောင်ထွက်တာတော်တော်လေးမဆိုးလို့ပြောလို့ရတယ်နော်ဒါလေးလူကြိုက်များတယ်ပြီးတော့ဒါ water color budget ထဲက quality လဲကောင်းတယ်တင်းတင်းနဲ့ budget ထဲကကျွန်တော် recommend ပေးတဲ့ဟာလေးပေါ့ဒီဟာလေး48ရောင်ပါလာပြီပြီးတော့24ရောင်ပြီးတော့ဟိုထဲက semi art အဲ့ဟာလေးလေဒါလေးတွေ water color ပဲwater color ဒါတန်ဘူးတော့ကျွန်တော်3မျိုးပါတယ်ဒါ50 basic ဆိုတော့ပုံမှန်အယောင်50 35ရောင် shimmer ဆိုတော့ဒီ glitter လေးတွေပါမယ်ပြီးတော့ candy အယောင်က10ဒီ candy ကဘယ်လိုရောင်လဲတော့မသိဘူး fluorescent ဆိုတာနည်းနည်းအယောင်တောက်တဲ့ဟာပေါ့နော်အဲ့လိုဟာမျိုး9ရောင်ပါမယ်ဆိုတော့ဒါမျိုးလေးတွေပေါ့ပြီးတော့ဒါကတော်များများစောင့်နေကြရဟာ canvas ပဲရပါပြီတော့ကျွန်တော် canvas ကိုဒါမျိုး canvas ပုတ်ပြားတွေအဲ့ဒါရဈေးနည်းနည်းများတယ်ဆိုတော့ဒါနဲ့ရှင်ပေါ့အဲ့ဟာနဲ့စမ်းလေးချင်းဖို့ထားပါကွာစမ်းလေးချင်းချင်တယ်ဆိုအဲ့ဒါနဲ့ဆိုရင်ကြတော့နည်းနည်းကုန်ကြစိတ်များသွားနိုင်တယ်အဲ့တော့ဒီကောင်လေးဆိုရင်သွားစားလိုမျိုးပါစားလိုမျိုးလာတာတော့အရွက်က canvas အရွက်လိုပဲအဲ့မဲ့တော့ဒီလိုစာရွက်လိုမျိုးလာတာဆိုတော့ဒီကောင်ထက်စာရင်တော့အများကြီးတက်တာရပေါ့နော်ဆိုတော့ဒါလေးနဲ့စမ်းကြည့်ချင်တာဖြစ်ဒါမျိုးစာရွက်ပုံစံသုံးချင်နေဖြစ်ဒါလေးတွေပြန်ရောက်ပြီဒါ A4